ဆိုင်ရဘယ်မျိုးနဲ့မှလဲဘလို့လားမလဲဆိုင်ဝဲတွေရောရှိလားဆိုပြီးတော့ဒီလိုမင်းနေကြလို့ဒီနေ့တည်တာကဆိုင်ကိုဘလို့လားမလဲဆိုတာကိုအသေးစိတ်ဒီဗီဒီယိုလေးမှာပြပြပေးသွားပါမယ်နော်ပထမဆုံးတည်တာပြပြပေးချင်တာကတော့တည်တော့အမေရှင်ဆိုင်ကလုံးဝဆိုင်ခွဲမရှိဘူးနော်ရန်ကုန်မြို့လှိုင်းသာမြို့နယ်မှာတစ်ဆိုင်နဲ့စက်ရုံတစ်ခုတည်းတည်ရှိတာပါဆိုင်လိပ်စာလေးကတော့ရန်ကုန်မြို့လှိုင်းသာမြို့နယ်တုံးထိပ်မှတ်တိုင်းပိုးချောင်းဆန်းလမ်းမကြီးပေါ့အိမ်နံပါတ်280မှာတည်ရှိပါတယ်မြို့ရလာမဲ့သူတွေအတွက်ဆိုလို့ရှိရင်အောင်စရကျိုးတရားကနေဆင်ချင်းဒုတိယမီပွိုင်းတုံးထိပ်မှတ်တိုင်းရောက်ပြီဆိုတာနဲ့ညာဘက်ချမ်းပိုးချောင်းဆန်းလမ်းမကြီးပေါ်ကိုတန်းခွင့်ပြီးလာခဲ့လိုက်ပါအရှိနာမှာဂုံးကျော်တရားလေးရှိမယ်ဂုံးကျော်တရားလေးကိုကြော်လာပြီဆိုတာနဲ့နည်းနည်းလေးဆက်မောင်းလာလို့ရှိရင်ချင်းချင်းရှားတရှိနေတဲ့ရေကန်အကြီးတစ်ခုရှိပါတယ်ရေကန်အကြီးနားရောက်ပြီဆိုလို့ရှိရင်တော့ညာဘက်မျက်စောင်းထိုးနားလေးမှာတစ်ချက်ကြည့်လိုက်လို့ရှိရင်အမေရှန်ဆိုတဲ့ဆိုင်ကိုတွေ့ရပါလိမ့်မယ်ညာဘက်ချမ်းကဆက်ရုံဘယ်ဘက်ချမ်းကတော့ရှိုးတရှိတာပဲဖြစ်ပါတယ်မိကွက်စီ BOC ဘက်ကလာမဲ့သူတွေဆိုလို့ရှိရင်တော့တုံးထိပ်မှတ်တိုင်းတုံးထိပ်မီးပွားရောက်ပြီဆိုတာနဲ့ဘယ်ဘက်ချမ်းပိုးကြောင်ဆန်းလမ်းမကြီးပေါ်ကိုတန်းခွင့်လာခဲ့လိုက်ပါတကယ်လို့ဆိုင်လာနေနေမှာလမ်းမမိတာမျိုးလမ်းမသိတာမျိုးဖြစ်နေရဲဆိုလို့ရှိရင်တော့3ကို4250 18331ကိုဖုန်းဆက်သွယ်မြင်းများလိုက်ပါရှင် CPBC အလူမီနီယမ်ကျွန်းစတီးနဲ့တမမန်တကားကြီးတွေကိုလိုအပ်တယ်ဆိုလို့ရှိရင်ဒီလိုအမေရှင်မှာမနက်8နာရီခွဲမှာညနေ9နာရီအတွင်းဖုန်းနဲ့လဲဆက်သွယ်မြင်းများနိုင်တယ်လို့လူကိုယ်တိုင်လဲဆိုင်ကိုလာရောက်ဝယ်ယူလို့ရပါတယ်ရှင်စံတင်နဲ့ public holiday ကတော့ပိတ်ပါတယ်နော်